မင်္ဂလာပါရှင်မန္တလေးမှာရှိတဲ့မြန်မာနိုင်ငံဈေးကိုရှောက်တက်ပြရအောင်တခုလုံးကစားတောက်စရာဈေးတန်းလေးတွေပဲဆိုတော့အရင်ကောင်းတယ်အရင်အဆင်ပြေတယ်ပေါ့လေအသီးတွေအစုံအချိုရည်တွေအစုံအကြော်အလိုတွေမာလာတွေအများကြီးစားစရာတွေအရင်သဘောကျတာပဲခုတည်းကိုအဝါစားမစားဘူးအမျိုးနည်းနည်းချင်းစီအရင်စားချင်တဲ့ဟာကိုရှောက်ပတ်ပြီးတော့သွားစားကြည့်မယ်ပေါ့လေအကုန်လုံးမြင်သမျှအကုန်စားချင်နေတာကိုတွေကဒါပေမဲ့လည်းရွေးပြီးတော့စားမယ်တော့ပကီလေးစားမယ်ချစ်စက်ကလေးထင်းပြီးကိုအရင်ကြိုက်တယ်ဒီအပြင်ဘက်တဲမှာကြတော့ဝတ်သားထိုးဆိုင်တုံးများတယ်ပြောရမှာအမဝတ်သားထိုးဆိုင်ကြည့်လိုက်တယ်အများကြီးပဲကိုကြိုက်တဲ့လောက်စားကြိုက်တဲ့လောက်ရှင်းမောအရင်ကြိုက်တယ်ကျန်ရည်တွေတောက်ခဲ့တယ်ပြီးလို့ရှိရင်စားခုံလာခေါ်တာအဲ့ဒီဟာစားခဲ့တယ်အရင်ကြိုက်တယ်ပေါ့တခုနည်းချင်းစားတော့ဘိုက်အရင်တင်းသွားပြီထက်လေပြီးထက်စားချင်းလေးတွေဘိုက်ကလက်မခံတော့ဘူးပါစက်ကတော့စားချင်းလေးပဲဘိုက်ပြီးဆိုတော့လမ်းလျှောက်ပြီးတော့ရှောက်ပကြည့်လေဟိုတွားဒီတွားနေတယ်အမပန်းချန်နဲ့တခုလေးတယ်ဆိုတော့ပန်းချန်နဲ့မှာဝင်ပြီးတော့လေကြည့်မယ်တူတော့အရင်မရှိဘူးပန်းချန်နဲ့မှာပန်းချန်အသေးလေးပဲအဲ့ဒီထဲမှာလမ်းလျှောက်သွားပြီးတော့အနားယူမလို့ဆိုကြည့်ပါချင်းအောင်လေကဲပြန်တော့မယ်စားလဲစားပြီးတောက်ပြီးလေပြီးပြီဆိုတော့မိုးလဲချုပ်နေပြီပြန်တော့မယ်ပိုင်းပါနောက်ခါမှထပ်ပြန်လာစားမယ်နေတဲ့နေရာနဲ့အရန်ဝေးတယ်ဆိုတော့နေ့တိုင်းဆိုလည်းသွားနိုင်ဘူးပေါ့လေနော်ကြာတခါပဲသွားစားဖြစ်တယ်ပိုင်း